Hello အားလုံးမင်္ဂလာပါ Dance Vlog Channel မှာကြိုဆိုပါရစေဒီနေ့မှာတော့စားကောင်းပြီးလွယ်ကူရွှေရှင်းနဲ့ထမင်းမင်းစင်းမဲ့မုံညင်မှုတုံးလေးကိုလုပ်ပြမှာဖြစ်ပါတယ်ဒီလိုဆိုမုံညင်မှုရွက်လေးကိုပေါ့နော်စားရည်နဲ့အရင်ဆုံးတေချာစင်ကြအောင်ဆေးပါမယ်သူကအဲ့ချားလေးတွေမှာကွာအဲ့မုံညင်ရွက်ချားလေးတွေမှာမဲဆက်လေးတဲလေးလို့ရှိတယ်အားလေးတွေကိုပြောင်းအောင်ဆေးဖို့အတွက်ညီမတော့စားရည်နဲ့အရင်ဆုံးဆေးပါတယ်စားရည်နဲ့ပြောင်းဆေးပြီးတော့မှနောက်တစ်ထပ်ရေတက်ရေနဲ့ပေါ့နော်နောက်တစ်ထပ်ရေနဲ့စင်ကြအောင်ထပ်ဆေးပြီးတော့မှစားပြီးတော့ပြုတ်ဖို့အတွက်လုပ်ပါမယ်ဆေးရကကြရင်လည်းစိတ်ရှင်ဖို့လိုပါပေါ့နော်ဘာလို့လဲဆိုတော့ကြောင့်ရွက်ကလည်းတေးတယ်ခေါင်းတော့ပြီးတော့လေသူကအလိုရွက်ကြားလေးတွေမှာဖုန်နေတဲရကက်ကက်နေတော်တော်လေးတိချာတော့ဆေးရတယ်နည်းနည်းတော့ကြာတော့တရချင်းလေးဖြုတ်ပြီးတော့ဆေးရဆိုစားရည်တစ်ထက်ရေတစ်ထက်နဲ့ဆေးလိုက်တယ်ဆေးပြီးရင်တော့အင်းပြုတ်ဖို့အတွက်စားပြီးတော့ပြင်ဆင်နေရွက်လေးဆယ်ပြီးသွားပြီဆိုရင်တော့ညီမတို့တုပ်ဖို့အတွက်ပြင်ဆင်ပါတော့မယ်။အမှရေတီးတောင်းရေနောက်ပြီးတော့ပစွန်ကြောက်ကိုညီမအကောင်နည်းနည်းလေးရှိအကောင်ပေါ့နော်ပစွန်ကြောက်အကောင်နည်းနည်းကြီးရလေးကိုထောင်းလိုက်တာပေါ့နော်။ပစွန်ကြောက်အကောင်သေးဆိုလဲဒီမှာတဲတွေပါတတ်တယ်ကွာအဲ့တော့စားမကောင်းနေဖြစ်တတ်လို့နောက်ပြီးတော့တမင်အားဒီတစ်လုံးပေါ့နော်တစ်လုံးလောက်အသုံးပြုထားပါတယ်။သူကအဲ့နေကိုတီးထဲမှာကြတော့ညီမစက်သွန်ပြူလေးနည်းနည်းထည့်ပေးထားပါစက်သွန်ပြူအများကြီးထည့်တဲ့ခါကျရင်အတုတ်ကလေးအားသွားပြီးတော့စားမကောင်းတာဖြစ်တတ်တယ်ဒီလားမစားနိုင်တော့ဘူးကွာစက်သွန်ပြူရဲ့အရာတိုင်းနဲ့များပြီးတော့အားသွားသူရဲ့အဲကြောင့်မို့ညီမစက်သွန်ပြူတော့နည်းနည်းလေးထည့်လိုက်တယ်ထည့်ပြီးတော့တုတ်ပါမယ်ဓမြတီးရတော့ဘုံတော့ကိုကြိုက်တော့ပေါ့အချင်းကြိုက်တဲ့လူဆိုရင်တော့နည်းနည်းလေးများထည့်ပြီးညီမတော့တစ်လုံးခွဲလောက်တော့ထည့်ထားပါတယ်ဒီကငပိကြိုက်တဲ့အတွက်ပစုံငပိလေးထည့်ပြီးတော့တုပ်ထားပါတယ်။ဒါလို့ငပိမကြိုက်ဘူးမတည့်ရလို့ဆိုရင်တော့ငပိဖယ်ပြီးတော့တုပ်ရင်လည်းအရာသားလေးကမပြတ်ပါဘူးစားလို့ကောင်းပါတယ်။ထမင်းမိတ်စေဖို့အရွက်တုပ်လေးလိုက်လို့စားကြည့်ပါဦးနော်။ညီမရဲ့ blog လေးကိုအချိန်ပေးကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ Bye bye